The Black Dahlia Murder 1947 Hollywood သမိုင်းတွေမှာနာမည်ကြီးခဲ့တဲ့ The Black Dahlia ဆိုတဲ့လူသတ်မှုတစ်ခုအကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ် Hi guys စစီပါ The Black Dahlia ဆိုတာကတော့အပြေရှာလို့မရသေးတဲ့လူသတ်မှုတစ်ခုပြောရင်လည်းမမှားပါဘူးရှင်ဒီဖြစ်ရဟာ1949ခုနှစ် Los Angeles မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပဲဖြစ်ပါတယ်ဒီလူသတ်မှုမှာအသက်ခံရတာကတော့ Elizabeth Short ပဲဖြစ်ပါတယ်သူမဟာ Hollywood မှာအနုပညာသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့မိန်းကလေးတစ်ဦးလည်းဖြစ်ပါတယ်သူမအသက်22နှစ်သားရှိပြီးတော့အနုပညာလောကမှာအောင်မြင်ဖို့အတွက်ရုန်းကန်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါသေးတယ် Hollywood မှာအောင်မြင်ချင်တာသူမအတွက်အရန်ကိုခက်ခဲပါတယ်အလုပ်ကလည်းရှာတယ်ပတ်စံလည်းပြတ်တယ်သူမအတွက်ဘဝဟာတော်တော်လေးပြင်းထန်ခဲ့ပါတယ်ဒါပေမဲ့1949ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာသူမရဲ့အလောင်းကို Los Angeles Landmark Park မှာတွေ့လိုက်ရပါတယ်သူမရဲ့တည်ဆုံမှုဟာပုံမှန်တည်ဆုံမှုမဟုတ်ပါဘူးရဲရဲဆက်ဆက်တပ်ပြတ်ခံရတာဖြစ်ပါတယ်သူမရဲ့ခန္ဓာကိုယ်နှစ်ပိုင်းခွဲထားတယ်သွေးကြောတွေလည်းဖြတ်တောက်ခံရရတယ်ပြီးတော့သူမရဲ့နှာခမ်းဟာနားတစ်ဖက်တစ်ချက်စီထိခုတ်ပြတ်ခံရပါသေးတယ်ပြီးတော့သူမအခုလိုဖြစ်နေရတဲ့ဟာလုံးဝညစ်တီးညစ်ပတ်မဟုတ်ဘဲနဲ့တသက်ရှင်ရှင်တသက်ရရနဲ့စနစ်တကျလုပ်သွားတာဖြစ်ပါတယ်ဒါဟာပုံမှန်လူသက်သမားတွေမလုပ်နိုင်တဲ့အလုပ်တစ်ခုပါဒါဟာတော်တော်လေးအတွေ့အကြုံရှိတဲ့လူတစ်ယောက်လုပ်နိုင်တယ်လို့ပဲဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒီလိုဆိုရင်တရခန်ကတတန်းချတဲ့လူသက်သမားတအူလားဒါမှမဟုတ်နောက်ွယ်မှာဘလို့အကြောင်းအရာတွေများရှိနေတာပါလိမ့်ဒီတည်ဆုံးမှုပြီးတဲ့နောက်မှာသူမကို The Black Dahlia လို့ခေါ်လာကြပါတယ်ဘာကြောင့်လဲဆိုတော့သူမဟာအမြဲအနက်ရောင်ဝတ်တဲ့မိန်းကလေးတူဖြစ်လို့ပါ1946ခုနှစ်က The Blue Dahlia ဆိုတဲ့ရုပ်ရှင်ကလူကြိုက်များပြီးတော့အဲ့နာမည်ကိုသတင်းစာတွေကသုံးခွဲရဖြစ်ပါတယ်သူမဟာသူမဖြစ်ချင်တဲ့အတိုင်းပဲ Hollywood မှာနာမည်ကြီးသွားခဲ့ပါတယ်ဒါပေမဲ့သူမရဲ့အနုပညာသရုပ်ဆောင်အနေနဲ့မဖြစ်ခဲ့ပါဘူးနာမည်ကြီးဟာသူမရဲ့တည်ဆုံမှုကြောင့်ပဲဖြစ်ပါတယ်ဒီလိုရက်စက်တဲ့လူသတ်မှုကိုဘသူကလုပ်နိုင်တာလဲလူရောက်50ကျော်စစ်ဆေးခဲ့ဒါပေမဲ့တရခန်တအူးမှမတွေ့ခဲ့ဘူးတအူးကတော့ Dr. George Hodel ဆိုတဲ့ဆရာဝန်သူ့ကိုအများဆုံးတန်တရားရှိခဲ့ပါတယ်သူ့သား Steve Hodel ကကျွန်တော်ရဲ့အဖေဟာ The Black Dahlia Murder ကိုလုပ်ခဲ့တာပါလို့ယုံကြည်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့2003ခုနှစ်မှာသူ့ရဲ့အဖေရဲ့အိတ်တရားစာရီထဲမှာ I killed the Black Dahlia ဆိုတဲ့စာသားတွေကိုရှာတွေ့ခဲ့ပါတယ်ဒါပေမဲ့ Dr. Hodel က1999ခုနှစ်မှာဆုံးသွားခဲ့ပါပြီသူ့ကိုတရားစွဲဖို့အခွင့်အရေးကလုံးဝမရှိခဲ့ပါဘူးဒါဆိုရင်တကယ်တမ်းတရခန်သူပဲလားဒါမှမဟုတ် Hollywood မှာပို့ပြီးကျန်းတဲ့တခြားတရခန်များရှိနေသေးတာလားတကယ်တမ်းတရခန်ဘယ်သူဖြစ်နိုင်မလဲ Dr. George Hodel ပဲလားဒါမှမဟုတ်တခြားတရခန်ရှိနေသေးရလားသင်တို့ရောဘယ်လိုထင်သလဲဒီနေ့ကတော့ဒီလောက်ပါပဲရှင် Thanks for watching